မင်္ဂလာပါခင်ဗျာဗမာအတန်ရေဒီယို Burmese Voice Radio ရဲ့ပရိသတ်တွေအတွက်ဒီကနေ့2026ခုနှစ်မတ်လ29ရက်နေ့နေ့လည်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းထူးလေးကိုစုစည်းတင်ဆက်ပေးသွားမှာထက်ပါတယ်ဒီကနေ့ဟာ82နှစ်မြောက်တော်လန်ရေးနေ့ဓမ္မမဟုတ်စစ်တပ်နေ့ဖြစ်တဲ့အတွက်နေပြည်တော်မှာထူးခြားတဲ့နိုင်ငံရေးအပြောင်းအလဲတွေရှိလာနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အကြံဖက်စစ်တပ်ရဲ့ဒုတိယကောင်းဆောင်စိုးဝင်းကနေပြည်တော်မှာရှိတဲ့အငင်းစားစစ်ဗိုလ်ချုပ်ဟောင်းတွေကိုကြော့တဲ့ပွဲမှာထိပ်ပိုင်းကောင်းဆောင်မှုအကြောင်းလဲတွေမကြခင်ဖြစ်လာတော့မယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာပါဒါဟာမင်းအောင်လှိုင်အနေနဲ့စစ်ဦးစီးချုပ်ရာကျိုးကနေအနားယူပြီးသူတို့စိတ်ကြိုက်ဖွဲ့စည်းထားတဲ့အစိုးရတက်မှာသမရအထက်တာဝန်ယူဖို့ရာနှုန်းပြည့်တေချသွားပြီလို့စစ်ပတ်တရင်ရင်းမြစ်တွေကသုံးသပ်နေကြပါတယ်ပြည်သူတွေကတော့ဒါဟာအာဏာကိုအသက်ဆက်ဖို့ကြိုးစားတဲ့ဟန်ပြပြောင်းလဲမှုတစ်ခုဖြစ်တာရှုမြင်နေကြတာပါနိုင်ငံရေးအခြေအနေတွေရှုပ်ထွေးနေတယ်လို့ပဲပြည်သူတွေရဲ့နေ့စဉ်ဘဝမှာလည်း73စီအခက်အခဲကအကြီးအကျယ်ရိုက်ခတ်နေပါတယ်ဒီကနေ့မတ်လ29ရက်နေ့ကစပြီးရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ73စီတွေကို engine power အလိုက်ကန့်တက်ရောင်းချပေးမယ်လို့စစ်ကောင်စီကကြေညာလိုက်ပါတယ်စီစင်းနှုန်းတွေကလည်းတရက်အတွင်းမှာတလီတာကို800ကနေ1300ကျပ်အထိခုန်တက်သွားပြီး92ဒလီတာကို4400ကျော်အထိဖြစ်လာပါတယ်။ engine power 1.3 အောက်ကားတွေဆိုရင်တပတ်လုံးမှာ35လီတာပဲရတော့မှာဖြစ်တယ်လို့ဆိုင်ကယ်တွေဆိုရင်တပတ်ကို8လီတာပဲကန့်တက်ထားပါတယ်။ဒီလိုစီဆေးတက်ပြီးကန့်တက်ချက်တွေများလာတာကြောင့်ကုန်စည်စည်းစိမ်မှုနဲ့အထွေထွေကုန်စည်နှုန်းတွေထပ်မံမြင့်တက်လာဖို့ရှိနေတာမို့ပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။စစ်ရေးသတင်းတွေဘက်ကိုကြည့်မယ်ဆိုရင်တော့စကိုင်းတိုင်းကောလင်းမြို့နယ်မှာအချမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့မတ်လ25ရက်နေ့ကကောလင်းမြို့နယ်အရှေ့ဘက်ကဖလဲကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ညက်ဘုံကျဲခဲ့တာကြောင့်ကိုဝင်ဆောင်အမျိုးသမီးတဦးအပါအဝင်အရက်သား9ဦးသေဆုံးခဲ့ရပါတယ်။စစ်တပ်ဟာသူတို့လက်လွတ်လိုက်တဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတမင်တကာတပ်ဖြတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အလားတကူပဲမကွေးတိုင်းငဖဲမြို့နယ်ဘက်မှာတော့ချင်းတော်လန်ရေးတပ်ဖွဲ့တွေနဲ့မဟာမိတ်တပ်တွေကမန်းချောင်းဆယ်အနီးတပ်ဆွားထားတဲ့စစ်ကောင်စီစစ်ကြောင်းကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီဘက်က20နီးပါးတေဆုံးပြီးအထိနာသွားတယ်လို့သိရပါတယ်။တဘာဝဘေးအန်ဒီယနဲ့ပတ်သက်လို့လည်းတတိထားစရာတွေရှိနေပါတယ်။မင်းညပိုင်းကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်အနီးကိုဗယိုးပြူပြီးအင်အား3ဖြစ်နှစ်အဆင့်ရှိရဲ့ငရဲတစ်ခုလွတ်ခတ်သွားတယ်လို့စကိုင်းတိုင်းကလေးမြို့အနီးမှာလည်းအင်အား4ဖြစ်3အဆင့်ရှိရဲ့ငရန်လွတ်ခတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လ28ရက်ကအင်အားပြင်းငရန်ကြောင့်လူ400ကျော်တေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိဘူးတာကြောင့်အခုလိုတနစ်ပြည့်ခါနီးမှာငရန်တွေဆက်တိုက်လွတ်ခတ်လျာဟာပြည်သူတွေကိုထိတ်လန့်စေပါတယ်။ပြည်ပရောက်မြန်မာအင်အားစုတွေရဲ့လှုပ်ရှားမှုအနေနဲ့တောင်ကိုရီးယားနိုင်ငံမှာတော့မြန်မာຫນွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ကိုရီးယားအရက်ပယ်ဖွဲ့စည်းတွေပူးပေါင်းပြီးစစ်တပ်နဲ့အခမ်းအနားကိုကန့်ကွက်ဆန္ဒပြကြပါတယ်။ဆိုးမျိုးကဟိုတယ်တစ်ခုရှေ့မှာပြုလုပ်တဲ့ဒီဆန္ဒပွဲမှာစစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အထက်တတ်မှတ်ဖို့နဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာစစ်တပ်စီလေရင်စီနဲ့လက်နက်တွေရောင်းချနေတာကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုခဲ့ကြပါတယ်။အရှိအလဲပိုင်းတရင်တွေဘက်ကိုလှည့်ကြည့်မယ်ဆိုရင်တော့အစ္စရေးနဲ့အီရန်ကြားစစ်ရေးတင်းမာမှုတွေကပုံမပြင်းထန်လာပါတယ်။အစ္စရေးလည်းတိုက်ခိုက်မှုကြောင့်အီရန်ရေတပ်ဗိုလ်ချုပ်အာလီရေဇာတေဆုံးသွားပြီလို့အတည်ပြုချက်တွေထွက်ပေါ်နေပါတယ်။ဒီဗိုလ်ချုပ်ကြီးဟာဟော့မော့စ်ရေလက်ကြားမှာဒရုန်းနီးပညာတွေမြင့်တင်ပေးခဲ့သူဖြစ်တာကြောင့်အီရန်အတက်တော့အထီနာသွားခဲ့ပါတယ်။ဒီစစ်ပွဲကြောင့်ကမ္ဘာယင်းနီးဈေးနှုန်းတွေကလည်းတိတိတသာမြင့်တက်လာပြီး brand ယင်းနီးဈေးကတစ်စေးကို$108ကျော်အထိရောက်ရှိသွားပါတယ်။အမေရိကန်သမ္မတထရမ့်ကတော့အီရန်နဲ့စွမ်းအင်ဆက်ယုံတွေကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုဧပြီလ6ရက်နေ့အထိဆိုင်းငံ့ပေးထားပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။နောက်ဆုံးအနေနဲ့ရုရှားနဲ့မြောက်ကိုရီးယားဆက်ဆံရေးသတင်းမှာရုရှားသမ္မတပူတင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်လူကပြုံယမ်းမြို့မှာတွေ့ဆုံပြီးချစ်ရေးကြီးစာချုပ်မြစ်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။သူတို့နှစ်ဦးစလုံးကအနောက်အုပ်ခုရဲ့ဖိအားပေးမှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတယ်လို့ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုလည်းမြောက်ကိုရီးယားဘက်ကအခိုင်အမာထောက်ခံကြောင်းထပ်မံအတည်ပြုခဲ့ကြပါတယ်။နိုင်ငံတကာဥပဒေတွေကိုချိုးနေတဲ့နိုင်ငံတွေကအခုလိုတရားဥပဒေအကြောင်းပြောနေလာဟာရဲစရာကောင်းတဲ့ပြက်လုံးတစ်ခုဖြစ်တာနိုင်ငံတကာလေ့လာစုတွေကဝေဖန်နေကြပါတယ်။ဟုတ်ကဲ့ပါပြည်သူတွေအနေနဲ့ဘေးအန္တရာယ်ကကင်းရှင်းမှုဂရုစိုက်ကြပါလို့တိုက်တွန်းရင်းနဲ့နားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗမာအတန်ရေဒီယို Burmese Voice Radio ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ကိုစိတ်နှံဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ